ပါရှင်ဆွဲကြိုးလေးဝယ်ခဲ့ရတဲ့သူကဆွဲကြိုး15ပဲဆွဲကြိုးတစ်ကုန်းဝယ်ခဲ့တာမကြီးတဲ့သူကငွေမပေးခြင်းဘူးပေါ့နော်ပတ်စံမပေးခြင်းဘူးတဲ့အခောက်ရွှေဘယ်လောက်တားလောက်ပြန်ပေးရမလဲဆိုတော့တွက်ပြပေးပါအောင်တဲ့သူဝယ်ခဲ့တဲ့ဆွဲကြိုးလေးကတစ်ချက်3မိနစ်6ရွေးတဲ့ quality က15ပဲပေါ့နော်အခောက်ရွှေဘယ်လောက်တားပြန်ပေးရမလဲဆိုတော့တွက်ပြပေးမှဖြစ်ပါတယ်ဒါဆိုတော့ဝယ်ခဲ့တဲ့ဆွဲကြိုးလေးကတော့ဒီဆွဲကြိုးလေးပေါ့နော်ဒါကတော့ဥပမာအနေနဲ့ပြောပြတာပါကဲဒါဆိုလို့ဒီကိုခဏလေးနည်းနည်းလေးချလိုက်တော့ညီမလေးဒါဆိုညီမလေးဝယ်ခဲ့တဲ့ရွှေအလေးချိန်စုပေါင်းကပေါ့နော်တစ်ကျန်းနဲ့3ပဲနဲ့6ရွေး quality အနေနဲ့ဆိုတာ15ပဲရီကိုပေါ့နော်15ပဲရီကိုအခောက်ရွှေတုံးဘယ်လောက်သားပြန်ပေးရမလဲဆိုတာလေးကိုတွက်ပြပေးမှဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တွက်လေးကိုကြည့်မယ်အလေးချိန်လေးကတစ်ကျက်3ပဲနဲ့6ရွေးပေါ့နော်အဲ့ဆိုရှင်တို့ကကြက်ပဲပြီးပုံနေနည်းလေးနဲ့ပဲတွားလိုက်မှဖြစ်ပါတယ်ရှင်ကြက်ပဲပုံနေနည်းနဲ့တွားမယ်။ဘာဖြစ်လို့ကြက်ပဲပုံနေနည်းနဲ့တွားမှလဲဆိုရင်ဒီမှာတစ်ချက်3ပဲ6ရွေးတွေ့တာဖြစ်တဲ့အတွက်ကြက်ပဲပုံနေနည်းကို3 5တော့မှတေးချပါတယ်။ဒီမှာချင်းဒီမှာဒါလေးကတော့တေးရတာဖြစ်ပါတယ်ရှင်။တပဲပေါ့နော် sorry တစ်ချက်ရပါပြီ။တစ်ချက်ရပြီ။ဒါဆိုအနှုတ်တက်ညီများချင်းအများ16ကြက်ပဲဘယ်လိုဖွဲ့မလဲဆိုတော့အရှိမကြီးတင်ထားပြီးသားပါနော်။နှစ်ပဲဒါဆိုလို့ရှိရင်အနှုတ်နဲ့ညီများချင်းအများ8ညီများချင်းငါးလေးပေါ့နော်ဒီနောက်လေးနောက်ဒီ5ဖြစ်တဲ့အတွက်အရှိကိုတစ်ပို့လို့ရပါတယ်အဲ့အတွက်ရှင်တို့က4ရွေးနဲ့ 0.71 ရရှိမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ရှင်တို့ကဒီညီမလေးကအခောက်3ပေါ့နော်အခောက်ရွှေတုံးတစ်ကျက်နဲ့နှစ်ပဲနဲ့4ရွေးနဲ့ 0.71 ပေးရမှာဖြစ်ပါတယ်ဒါညီမလေးပေးရမယ့်အခောက်ရွှေတုံးရဲ့အလေးချိန်ဖြစ်ပါတယ်ရှင်ညီမလေးကအခောက်တစ်လောက်ပေးရမယ်သူ့ရှီကရလာတယ်15ပဲလို့ရှိရင်ညီမလေးပေးရမယ်အခောက်ရွှေတုံးကတစ်ချက်2ပဲနဲ့4ရွေးနဲ့ 0.81 ပေါ့နော်ဒီဟာပေးရမှာအကျဉ်းပြောရမယ်ဆိုညီမလေးရဲ့တစ်ချက်2ပဲ4ရွေးနဲ့ဒါဘယ်လိုပြောမလဲ3စိတ်လောက်ပေးရမှာပေါ့နော်ညီမလေးကဒါကိုကိုယ်စိတ်ထဲမှာတန်တရားဖြစ်နေသေးရဆိုလို့ရှိရင်လည်းရှင်တို့ကဒီအခောက်တစ်လောက်ကြီးပေးရမှာလားတိတ်ပြီးတော့တန်တရားဖြစ်နေရဆိုလို့ရှိရင်ရှင်တို့ကဘယ်လိုပြန်တွဲကြည့်လို့ရလဲဆိုလို့ရှိရင်အခောက်တစ်လောက်မှာပေါ့နော်15ပဲပြန်ဖွဲ့လိုက်လို့ရှိရင်ဒီ4ချိန်ရလားဆိုတာကိုပြန်ဖွဲ့ကြည့်လို့ရတယ်ဒါဆိုရွှေစက်ပြန်ဖွဲ့ပေးမယ်ပေါ့နော်15ပဲဒီလောက်အလေးချိန်ရလားဆိုတော့ပြန်ဖွဲ့ပေးမယ်ရွှေအခောက်3ရွှေဒီလောက်ကို15ပဲဒီလေးချိန်ပြန်ရလားဆိုတော့ပြန်ဖွဲ့ပေးမယ်ဖြစ်ပါတယ်ရှင်ဒါဆိုတစ်ချက်နဲ့2ပဲနဲ့4ရွေးနဲ့ 0.71 ပေါ့နော်4.1အစား8အပေါင်း2အစား16အပေါင်းတစ်ချက်ပေါ့နော်ဒါဆိုလို့ရှိရင်16အမြောက်19ညီမချင်းဒါဆိုရင်မသတ္တမရှိမှာတစ်ချက်ဖြစ်ပါတယ်ဒါဆိုရင်တော့တစ်ချက်ရပါပြီတစ်ချက်ဖြစ်ပါတယ်ဒါဆိုရင်အနှုတ်1ညီမချင်းအမြောက်16ညီမချင်း3ပဲရပါပြီ3ပဲရပါပြီဒါဆိုအနှုတ်3ညီမချင်းအမြောက်8ညီမချင်း6ရွေးတွေ့လားရှင်နော်ကဲ6ရွေးရပါပြီရှင်ကဲဒါဆိုရှင်တို့ကဒါက15ပဲရည်ဖြစ်ပါတယ်15ပဲရည်ပါရှင်ဘလို့တွက်ပေါ့နော်ကိုက်ညီမှုရှိနေရမှာပါဒါညီမလေးရဲ့ဝယ်လာတဲ့15ပဲရွှေဆွဲကြိုးကတစ်ချက်3ပဲ6ရွေးရှိရဆိုလို့ရှိရင်ကိုဆိုင်ကိုပေးရမယ့်ရွှေအခောက်ပမာဏလေးတစ်ချက်နဲ့2ပဲနဲ့4ရွေးနဲ့ 0.71 ဖြစ်ပါတယ်ရှင်ဒါတင်းနေပေးရမှာဖြစ်ပါတယ်ပြန်တော့တွက်ချထားပြီးပါပြီတွက်ချကြိုက်ပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ညီမလေးလို့ရှိရင်ညီမလေးပေးရမယ့်အခောက်ရွှေတုံးကတစ်ချက်2ပဲနဲ့4ရွေးနဲ့ 0.81 ပေါ့နော်ဒီဟာပေးရမှာအကျဉ်းပြောရမယ်ဆိုညီမလေးရဲ့တစ်ချက်2ပဲ4ရွေးနဲ့ဒါဘယ်လိုပြောမလဲ3စိတ်လောက်ပေးရမှာပေါ့နော်ညီမလေးကဒါကိုကိုယ်စိတ်ထဲမှာတန်တရားဖြစ်နေသေးရဆိုလို့ရှိရင်လည်းရှင်တို့ကဒီအခောက်တစ်လောက်ကြီးပေးရမှာလားတိတ်ပြီးတော့တန်တရားဖြစ်နေရဆိုလို့ရှိရင်ရှင်တို့ကဘယ်လိုပြန်တွဲကြည့်လို့ရလဲဆိုလို့ရှိရင်အခောက်တစ်လောက်မှာပေါ့နော်15ပဲပြန်ဖွဲ့လိုက်လို့ရှိရင်ဒီ4ချိန်ရလားဆိုတာကိုပြန်ဖွဲ့ကြည့်လို့ရတယ်ဒါဆိုရွှေစက်ကပြန်ဖွဲ့ပေးမယ်ပေါ့နော်15ပဲဒီလောက်4ချိန်ရလားဆိုတော့ပြန်ဖွဲ့ပေးမယ်ရွှေအခောက်3ရွှေဒီလောက်ကို15ပဲဒီ4ချိန်ပြန်ရလားဆိုတော့ပြန်ဖွဲ့ပေးမယ်ဖြစ်ပါတယ်ရှင်ဒါဆိုတစ်ချက်နဲ့2ပဲနဲ့4ရွေးနဲ့ 0.71 ပေါ့နော်4.1အစား8အပေါင်း2အစား16အပေါင်းတစ်ချက်ပေါ့နော်ဒါဆိုလို့ရှိရင်16အမြောက်19ညီမချင်းဒါဆိုရင်မသတ္တမရှိမှာတစ်ချက်ဖြစ်ပါတယ်ဒါဆိုရင်တော့တစ်ချက်ရပါပြီတစ်ချက်ဖြစ်ပါတယ်ဒါဆိုရင်အနှုတ်1ညီမချင်းအမြောက်16ညီမချင်း3ပဲရပါပြီ3ပဲရပါပြီဒါဆိုအနှုတ်3ညီမချင်းအမြောက်8ညီမချင်း6ရွေးတွေ့လားရှင်နော်ကဲ6ရွေးရပါပြီရှင်ကဲဒါဆိုရှင်တို့ကဒါက15ပဲရည်ဖြစ်ပါတယ်15ပဲရည်ပါရှင်ဘလို့တွက်ပေါ့နော်ကိုက်ညီမှုရှိနေရမှာပါဒါညီမလေးရဲ့ဝယ်လာတဲ့15ပဲရွှေဆွဲကြိုးကတစ်ချက်3ပဲ6ရွေးရှိရဆိုလို့ရှိရင်ကိုဆိုင်ကိုပေးရမယ့်ရွှေအခောက်ပမာဏလေးတစ်ချက်နဲ့2ပဲနဲ့4ရွေးနဲ့ 0.71 ဖြစ်ပါတယ်ရှင်ဒါတင်းနေပေးရမှာဖြစ်ပါတယ်ပြန်တော့တွက်ချထားပြီးပါပြီတွက်ချကြိုက်ပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ညီမလေး